ကြီးလေးတွေလည်းရတယ်နော်စင်စီမှာဒီလိုအင်ကြီးလေးတွေလည်းရတယ်ခရော့တော့လေးတွေလည်းရတယ်ပေါ့နော်အခုပြထားတဲ့လိုမျိုးလောင်းအရှိလေးပေါ့အင်ကြီးလည်းရှိကုတ်လေးတွေပေါ့ဒီလိုမျိုးလေးဆို rap ပုံစံမျိုးလေးပေါ့နော်အရင်လာပါတယ်ဒီခုပြထားရဲ့ဥစ္စာဆိုပွားလေးပေါ့အောက်ကဘောင်းလေးတိုလေးနဲ့အဲ့လိုမျိုးပေါ့ဒီလိုပေါ်ထက်အဲ့လိုပုံစံမျိုးလေးဝတ်မယ်ဆိုရင်ဝတ်တဲ့ညီမလေးဆိုရင်ယူပေါ့နော်အဲ့လိုပုံဒီရဲ့အခုဝါလေးဆိုလို့ရှိရင်ကုတ်ကလေးပေါ့နော်သူကကြောစေးကအဆုံးထိတွေ့ထားလို့မဟုတ်ပေါ့နော်စေးအဲ့လိုမျိုးလေးချပြီးတော့အထဲထဲမှာအဲ့လိုမျိုးကုတ်ကော်လန်ပုံစံမျိုးလေးပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်ဒီဟာလေးကကျတော့နောက်ကခေါင်းစုကလေးပါပါတယ်ဒါလေးကကျတော့ခန္ဓာကိုယ်တတိလေးညီမလေးတွေယူပေါ့နော်နည်းနည်းချစ်စရာကောင်းခန္ဓာကိုယ်တတိလေးယူပေါ့ဒါလေးကလည်းခေါင်းစုကလေးပါဒါတော့ကုတ်ကလေးပေါ့နောက်ဆုံးတော့ပြလို့မရတော့ကိုယ်တိုင်းမျိုးကိုပြလိုက်ပါတော့လေရှင်စင်ကိုဝတ်ထားတဲ့အောက်ထက်ကအနက်ကလေးလည်းရရနော်ကျေးဇူးပါ like and follow လေးလည်းလုပ်ပေးကြပါအောင်ရှင်ကျေးဇူးပါတဦးတယောက်ချင်းစီကို